အားလုံးပဲမင်္ဂလာပါရှင်အချင်းတီးတွေမြင်ရင်တေချတတ်တဲ့သူတွေအတွက်ဒီနေ့မှာတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးနေတဲ့တီတီတွေနဲ့တို့စားလို့ရတဲ့ဆော့လုံနီးလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အိမ်မှာရှိတဲ့ပါဝင်ပစ္စည်းအနှဲငယ်နဲ့တင်အရသာရှိအောင်ဘယ်လိုလုပ်မလဲဆိုတာကြည့်လိုက်ကြရအောင်နော်ဒီချိန်ကတရတီးပေါ်ချိန်ဆိုတော့ဆော့လေးနဲ့တို့စားဖို့အတွက်တရတီးလေးကိုပဲလုပ်ပြပေးထားပါတယ်တရတီးမဟုတ်ပဲမိမိနှစ်သက်ရာအသီးတွေနဲ့လည်းလှူစားလို့ရပါတယ်နော်ဗီဒီယိုထဲမှာတော့တရတီး၅လုံးကိုအသုံးပြုပေးထားပါတယ်တရတီးတွေကိုအခွန်တေချာနှွာပြီးတော့ရေတေချာဆေးပေးရပါမယ်အစည်းတွေပြောင်းလို့ရေတေချာ3-4ထပ်လောက်ဆေးပေးရပါမယ်ပြီးသွားရင်တော့မိမိအဆင်ပြေသလိုအစိတ်လေးတွေပိုင်းဖြတ်နိုင်ပါတယ်မိမိအဆင်ပြေသလိုပိုင်းဖြတ်ထားတဲ့တရတီးတွေကိုရေ2ထပ်3ထပ်နဲ့တေချာဆေးပေးရပါမယ်ရေဆေးတန့်စင်ထားတဲ့တရတီးစိတ်တွေကိုထုံးရည်ကြီးစိမ်ပေးရပါမယ်တရတီးတွေကအမှဲ့တွေရောအစိမ်းတွေရောပါနေတာဖြစ်တဲ့အတွက်ကျွတ်ကလေးဖြစ်သွားအောင်ထုံးရည်ကြီးလေးစိမ်ပေးလိုက်ရပါမယ်ထုံးရည်ကြီးတညလောက်စိမ်ပြီးသွားပြီဆိုရင်တော့တရတီးတွေကကျွတ်ကလေးဖြစ်လာပါလိမ့်မယ်စားသုံးမှုအတွက်ထုံးရည်ကြီးစိမ်ထားတဲ့တရတီးလေးတွေကိုရေသေးချဆေးပေးဖို့တော့လိုမယ်နော်တရတီးနဲ့တိုးစားဖို့အတွက်ထိုင်းစော်လေးစားချက်ပါမယ်အချို့အတွက်ထညက်ခဲလေးလုံးနဲ့မြင်ငပိအနှဲငယ်နဲ့အရင်ဆုံးရေစူအောင်တင်ပေးလိုက်ပါမယ်ထညက်ခဲတွေကြေသွားပြီဆိုရင်အရသာအတွက်အချို့မုံအနှဲငယ်စားအနှဲငယ်ပစွန်ကြောင်းမုံမြူသီးမုံတို့ကိုထည့်ပြီးတော့ကြိုပေးလိုက်ပါမယ်အချို့အငန်အဆက်ကမိမိစိတ်ကြိုက်လူတူပိုလျှော်ထည့်နိုင်ပါတယ်အနှစ်လေးတွေကမပြစ်မကျဲလေးဖြစ်လာပြီဆိုလို့ရှိရင်ဆန်လုံးမုံလေးကိုထည့်ပေးလိုက်ပါမယ်ဆန်လုံးမုံကိုတော့ထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပေးရတာပါတယ်ပုံမှန်ဆိုရင်တော့ထိုင်းထညက်ခဲလေးထည့်ပေးရမှာပါအခုကထိုင်းထညက်ခဲမရှိတဲ့အတွက်ထညက်ခဲကိုအစားထိုးအသုံးပြုထားတာပါအနှစ်ကလေးမပြစ်မကျဲအနေထားမှာချလိုက်ရင်ရပါပြီပြစ်ကြီးမှာချလိုက်မယ်ဆိုရင်တော့အေးဝါတဲ့အခါခက်ခဲဖြစ်သွားပါလိမ့်မယ်ကဲအခုဆိုရင်တော့အသီးတွေနဲ့တူစားလို့ရမယ်ထိုင်းဆော့ကလေးကတော့ရပါပြီဒီဆော့လေးကတရတီးတင်မဟုတ်ပဲတခြားချင်းတဲ့အသီးတွေနဲ့လည်းအရင်လိုက်ဖက်ပါတယ်နော်လို့ရတာလဲလေကူတော်မို့လို့အိမ်မှာလိုက်လို့ကြည့်ကြပါအောင်နော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်သွားဖို့မမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်